Kaya may minglawa, ta town a ta usual big channel at take on the joint base with ye come on Mali along with lyrics on the choose why. No? Kaya didn't tell you any one, not a tell you any Talina limit zima or Tonya tit, not a Tonya tit to brace with it. The canana of Pito, town road, didn't you go that a beta, now I don't ya wine lean it, no? Kaya pati pet without women all of my pen or simply my work. Kaya hobby, kaya all my one, that town road that you find here or Jordan. 6ရက်နေ့သတင်းလာနေညနေတော့ကိုဆက်သွားမယ်နော်။ကြရအောင်မယ်ဒါကျွန်တော်ရဲ့ဒါ channel တစ်ကိုဒါအခုမှတွေ့ဘူးမြင်ဘူးတဲ့လူသစ်မိတ်ဆွေတွေကိုဒါရင်တော့လည်းအားပေးနေတော့အကိုတွေမတွေကိုနော်ဒါထောက်အောင် channel တစ်ကိုမြင်ပြီးဆိုတော့လည်း subscribe လေးနှိပ်ထားမယ်ပေါ့နော်။ကြရအောင်မယ်ဒါ DV file ကျွန်တော်ဒါ6ရက်နေ့သတင်းလာနေညနေဈေးတော့ကိုဘာကဏ္ဍလေးတွေကိုအဓိကထိုးရမလဲနော်ဒါဘယ်လိုကဏ္ဍလေးတွေကိုအဓိက like ဆော့ရမလဲဆိုတော့ထောက်ဒါ DV file ထဲမှာဒါပြောပြသွားမယ်။ကဲဟုတ်ကဲ့ view file လေးကိုအစာအဆုံးလေးတည်ချာလေးကြည့်မယ်တည်ချာလေးနားထောင်မယ်။ကဲအားလုံးပဲ share လုပ်တဲ့မိသားစုဝင်ကိုရီများအားလုံးပဲဒါ Story 3နဲ့သက်ဆိုင်တဲ့နေရာလေးမှာဝိုင်းပြီးတော့ share ပေးမယ်မျှဝေပေးမယ်ပေါ့နော်။ကဲကိုတအုပ်တယောက်တည်းရပါသည်ပေါက်ပါသည်သူစိတ်ဆန္ဒအောင်မထားနဲ့။ကျွန်တော်တို့ဒါမနက်ခင်းကတော့3.1ကို main ကဏ္ဍတော့မရဘူးဆိုရင်ကိုရီမာအားလုံးပဲပေါ့နော်။ဒါပတ်တီးလောင်းလေးနဲ့အစင်ပြေတယ်เนาะဒါပတ်တီးလောင်းလေးနဲ့အတင်ပြေပေါ့နော်ဒါပฏิပတ်တဲ့မိတ်ဆွေညီကိုမောင်နှမတွေအားလုံးပဲရမယ်ပေါ့နော်ကဲရလိုက်တဲ့အကိုရီမိုင်းများအားလုံးပဲဒါဘလော်ဘိုးတွေရဆိုကွန်မလေးမှာဒါမှန်ပေးမယ်ဒါအခုမှတွေးလို့မြင်လို့ပါမရသေးဘူးဆိုတော့လူသက်မိတ်ဆွေညီကိုမောင်နှမတွေအားလုံးကတည်ချလေးကြည့်ပါကဲညနေဈေးကိုထောင်းရဲ့ကိုရီမားတွေအားလုံးပဲပေါ့နော်ဒါထောင်းလို့ဒါညနေဈေးတော့ကိုဒါအဓိက main ကဏ္ဍလေးတွေ share ထိုးရမယ်ဓာတ်ကွက်အကောင်းတွေကဲအားလုံးပဲပြောပြတော့မယ်မနက်ပိုင်း3.1တေဘရိတ်ရဲ့လို့ထွက်လာပြီဆိုကျွန်တော်ညီကိုမောင်နှမများအားလုံးပဲညနေကကျွန်တော်ဒါဒီ6ရက်နေ့ညနေအတွက်ကိုထပ်မှန်ပြီးကစားရမယ်မိန်းကနတက်ကွက်ကောင်းတွေထပ်လာမယ်ဟုတ်ပြီနော်ကြတော့မလက်မလေးတွေကိုစီနေကြမယ်ဆိုတော့ကိုဒီမှာအားလုံးပဲ view file ကိုရေးကြည့်တာတော့ကြော်ကြည့်တာတော့မလုံးနဲ့တေချာလေးကြည့်ပေးမယ်ဟုတ်ပြီနော်ကြအားလုံးပဲကဲမင်္ဂလာရှိတော့နေ့လည်ခင်းလေးပါခင်ဗျကြအားလုံးပဲမင်္ဂလာပါကြအားလုံးပဲပေါ့နော်ကဲဒါဆိုကျွန်တော်ကိုဒီမှာအားလုံးပဲညနေအတွက်ကိုဒါအဓိကထားပြီးပတ်ရမယ်ပတ်သီးတွေမိန်းကနတွေတက်ကွက်ကောင်းတွေပြောပြသွားမယ်ပေါ့နော်ကဲအားလုံးပဲကိုရီမအားလုံးပဲပေါ့နော်ကျွန်တော်ဒီညနေ6ရက်နေ့ညနေအတွက်အဓိကစောရမယ်ပတ်တီ1ကျင်းဒီကိုရီမအားလုံးပဲ6ပတ်တီ1ပတ်တီ6ကြိုက်တဲ့မိသားစုဝင်များအားလုံးပဲ6ကိုပတ်ထားမယ်1ကြိုက်တဲ့ဆို1ကိုပတ်ထားမယ်ဟုတ်ပြီနော်ကဲဟုတ်ကဲ့ပါပတ်တီကိုမပတ်ဘူးဆိုတဲ့အကိုရီမတွေအားလုံးကတောင်းပေးတဲ့ကဏ္ဍလေးတွေကိုအဓိကဦးစားပေးပြီးကစားမယ်နော်ကဲဒါဆိုကိုရီမအားလုံးပဲဒါ6နဲ့ပတ်သက်လို့အဓိကစောရမယ်ကဏ္ဍလေးတောင်းပြောပေးမယ်နော်ကဲ6နဲ့ပတ်သက်လို့အဓိကစောရမယ်ကဏ္ဍတွေကဘာတွေလဲဆိုတော့66နဲ့6368ပါเนาะ6နဲ့ပတ်သက်လို့အဓိကစောရမယ့် main ကဏ္ဍကပါလိမ့်လဲဆိုတော့66နဲ့6368เนาะကဲဒီကဏ္ဍလေးတွေကိုအဓိကဦးစားပေးပြီးစောเนาะကဲဟုတ်ပြီကဲအားလုံးပဲပေါ့เนาะကဲ1နဲ့ကစားရမယ့်ကဏ္ဍလေးတွေပြောပြတကွက်ကောင်းတွေပိတ်ဆုံးကြပြောပြမယ်เนาะကဲ1နဲ့ပတ်သက်လို့အဓိကစောရမယ့် main ကဏ္ဍဒီ1314ခုပါတင်းနဲ့ကိုပတ်တီးကိုမပတ်နိုင်ဘူးဆိုတော့အကိုရီမတွေအားလုံးပဲတင်းနဲ့ကစားမဲ့ main ကဏ္ဍက13ရဲ့14ရဲ့15ရဲ့19ရဲ့เนาะဒီကဏ္ဍလေးတွေကိုအဓိကဦးစားပေးပြီးစော့မယ်အဓိကဦးစားပေးပြီးကစားမယ်เนาะဟုတ်ပြီကဲအားလုံးပဲကျွန်တော်တို့ဒါ6ရက်နေ့ညနေဈေးတလင်းလာလေးအဖွဲ့ပန်းညနေဆိုမှာ share main ကဏ္ဍလေးနဲ့အတူတူအောင်ပွဲခံကြမယ်မနက်ခင်းကတော့ဒါပတ်တီးလောက်နဲ့ပဲကျင်းလိုက်ရတယ်ပေါ့เนาะအမှန်ကဆိုဒါ main ကဏ္ဍလေးနဲ့ထိရမှာကဲအားလုံးပဲ3ကဆက်မပြောင်းတော့ပတ်တီးလေးနဲ့ပဲကျင်းလိုက်ရကဲညနေခင်းကို share ထိုးရမယ့်ဓာတ်ကွက်ကောင်းလေးတွေပြောပေးမယ်ညီကောင်မနှမတွေအားလုံးပဲเนาะ share ထိုးရမယ့်ဓာတ်ကွက်ကောင်းလေးပြောပေးမယ်ကဲအားလုံးပဲကျွန်တော်တို့ဒါတလင်းလာလေးညနေဈေးလေးအတွက်เนาะဒါအကြိုက်ဆုံးထူးချက်3လုံးအခွေလေးပြောပေးမယ်ကဲအခွေကိုမှကြိုက်လို့ကစားခြင်းပါလေဆိုတော့ထောက်ဝင်ညီကောင်မနှမတွေအားလုံးပဲဒီညနေအတွက်အကြိုက်ဆုံးအခွေ3လုံးကပါလေ2339 209 2339 3လုံးပြီးတော့အခွေလေးပါအပူးလေးပါထည့်ခွေပြီးကစားမယ်เนาะကဲအားလုံးပဲအခွေကြိုက်တဲ့အကိုတွေမအားလုံးပဲဒါကြံခဲ့တဲ့ဘက်ကဆိုဒါအခွေဆိုရင်ဒါ2ချိန်တိတိအဆင်ပြေခဲ့တယ်2ချိန်တိတိရတယ်เนาะကဲအားလုံးပဲအခွေကိုမှ like ဆော့မယ်ဆိုတော့ကိုရီမအားလုံးပဲ209 2339 2339အခွေလေးပါအပူးလေးပါထည့်ခွေပြီးကစားမယ်เนาะအခွေရလည်းများစရာမလိုဘူး3လုံးနဲ့ခွေရလည်းဖြစ်တယ်เนาะကဲအားလုံးပဲအပူးလေးပါထည့်ခွေပြီးဆော့မယ်ကဲဒီညနေအတွက်ကိုတကွက်ကောင်းပေါ်မှာအဓိကအားထားပြီးစော့ကြပါတယ်တကွက်ကောင်းမှာထိထိမိမိလေး like စော့ကြပါတယ်ဆိုညီကောင်မောင်နှမရဲ့အတွက်ထောင်းရဲ့အကြိုက်ဆုံးသောမေရောတကွက်ကောင်းလေးတွေခေါ်ပေးမယ်เนาะတေချာလေးလိုက်နာထောင်းပါကဲအောင်လဲကျွန်တော်တို့6ရက်နေ့ညနေအတွက်အကြိုက်ဆုံးထူးရှယ် main ကဏ္ဍเนาะ1နဲ့ပတ်သက်တဲ့အကြိုက်ဆုံးထူးရှယ် main ကဏ္ဍဒီ1နဲ့ပါ6နဲ့ပတ်သက်တဲ့အကြိုက်ဆုံးထူးရှယ် main ကဏ္ဍဒီ6လေးเนาะ1နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကဏ္ဍ1နဲ့6နဲ့ပတ်သက်တဲ့အကြိုက်
အကြိုက်ဆုံးထူးရှင်မင်္ဂလာ64နော်ကိုရီမာရဲ့အားလုံးပဲကဲဟုတ်ကဲ့ပါကဲအားလုံးပဲကျွန်တော်ရဲ့ကိုရီမာအားလုံးပဲညနေခင်းမှာဒါထိုးသောကနန်းနဲ့ပေါက်ကနန်းများဝင်၍တိုင်ရှိအောင်ဝင်များထုတ်နိုင်ကြပါသည်တကယ်အားလုံးပဲကျွန်တော်ရဲ့ review လေးကိုစတင်ကြည့်ရှုအားပေးသောကိုရီမာအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းပေါင်းနဲ့ပြည့်စုံနိုင်ပါသည်အသက်ရှိတိုင်းမှာဝင်ငွေဒီမကဝင်ကြပါသည်ကောင်းမွန်သောနေရာတိုင်းကိုလည်းထားတော့ကိုစီပိုင်ဆိုင်နေပါကဲဒီညနေခင်းမှာကျွန်တော်ရဲ့ထောင်းဝင်မိသားစုကိုရီမာအားလုံးပဲပေါ့နော်ထပ်မံပြီးတော့ကံကောင်းကြပါသည်ပေါ့နော်ကဲအားလုံးပဲ good luck ပါကဲကံကောင်းကြပါသည်ညနေမှာချောင်းရဲ့ကိုရီမာအားလုံးပဲအောင်ပွဲတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ကဲအားလုံးပဲ good luck